ခင်မင်မှုတွေဘာကြောင့်အေးဆက်ကုန်ကြတာလဲလူတစ်ယောက်နဲ့တစ်ယောက်ခင်မင်ဖို့ဆိုတာနှစ်ပေါင်းများစွာအချိန်ယူရတတ်ပေမဲ့ပြတ်တောက်သွားဖို့ကြတော့အမားတစ်ခုကပဲလုံလောက်နေတတ်ပါတယ်ဘလောက်ပဲချစ်ခဲ့ကြပါစေဒီအချက်၅ချက်ကြုံလာရင်တော့တန်ရောစင်တွေကရေခဲတောင်ထက်တောင်ပိုအေးဆက်သွားတတ်ပါတယ်နံပါတ်၁ဂတိမတီတာကတိဆိုတာပါဇက်ကထွက်တဲ့လေးပွေမဟုတ်ပါဘူးတစ်ဖက်လူကိုပေးလိုက်တဲ့မျှော်လင့်ချက်ပါငါလုပ်ပေးမယ်ငါရှိတယ်လို့ပြောပြီးမှအရေးကြီးတဲ့အချိန်တိုင်းပြောင်းနေတာစကားကိုလက်ဖက်ရည်တောက်တယ်လို့လွယ်လွယ်ဖြတ်တာတွေကကြာလာရင်ခမားရဲ့စကလုံးတွေဟာတန်မိုးမရှိတဲ့အမိုက်တွေလိုဖြစ်သွားပါလိမ့်မယ်နံပါတ်2စီးမဆောင်တာငါတို့ကခင်တာပဲဆိုတဲ့စကားကအခွင့်ထူးခံလက်မှတ်မဟုတ်ပါဘူးခင်မင်မှုမှလည်းချမ်းစည်းရိုးရှိပါတယ်တစ်ဖက်လူရဲ့ privacy ကိုကျူးကျော်တာတူတန်မိုးထားတဲ့မိသားစုနဲ့အလုပ်ကိုနောက်ပြောင်တယ်လို့နဲ့စော်ကားတာတွေဟာလူချင်းနှီးပေမဲ့စိတ်ချင်းဝေးသွားစေတဲ့အစပြုခြင်းပါပဲနံပါတ်3တစ္ဆာမရှိတာလူအချင်းချင်းမှာယုံကြည်မှုဆိုတာအဖိုးတန်ဆုံးအရာပါကိုကိုယုံကြည်လို့ပြောပြထားတဲ့အားနည်းချက်တွေကိုတဆင့်ပြန်ပြောတာကြွယ်ရမှာအတင်းပြောတာဒါမှမဟုတ်အခက်ခဲကြုံချိန်မှာကိုလို့ယုံပြီးကြောခိုင်းသွားတာဟာရင်ဘတ်ထဲကိုဓာတ်နဲ့အချက်ပေါင်းများစွာအထိုးခံလိုက်ရတယ်လို့ခံစားရစေပါတယ်နံပါတ်4မနာလိုစိတ်မိတ်ဆွေကောင်းဆိုတာတငယ်ချင်းအောင်မြင်ရင်ကိုယ်တိုင်အောင်မြင်တယ်လို့ပြောပေးနိုင်ရတာပါဒါပေမဲ့သူတက်လန်းပွင့်လာတာကိုကြည့်ပြီးမျက်စိစပါးမွှေးဆူတာဝမ်းသာစကားပြောပေမဲ့မျက်လုံးထဲမှာမူတိတာမရှိတာတွေဟာအစိတ်တောက်ပါပဲမနာလိုစိတ်ရှိတဲ့ဆက်ဆံရေးမှာယဉ်ကျေးမှုဆိုတာဟန်ဆောင်မှုတစ်ခုတသက်ပဲဖြစ်လာပါလိမ့်မယ်နံပါတ်5ငွေကြေးကိစ္စအရှုပ်ရှင်ပတ်စံကလူကိုမပြောင်းလဲစေပေမဲ့လူရဲ့အတွင်းစိတ်ကိုတော့ဖော်ထုတ်ပေးပါတယ်ထားတဲ့ငွေကိုမေ့ချင်အောင်ဆောင်တာငွေကြောင့်တစ်ဖက်လူကိုအမျက်ထုတ်ဖို့ကြိုးစားတာတွေဟာနှစ်ပေါင်းများစွာတိဆောက်ခဲ့တဲ့တစ္ဆာတရားကိုဖုံမုံလို့လွင့်စင်သွားစေနိုင်ပါတယ်တန်ရောစင်ဆိုတာဖန်ခွက်လိုပဲတစ်ခါကွဲပြီးရင်ပြန်ဆက်လို့ရပေမဲ့အကြောင်းကတော့ထင်ကြံနေမှာပါကိုတန်မိုးထားတဲ့လူတွေကိုလက်လွတ်မခံချင်ဘူးဆိုရင်ဒီအချက်ကိုသတိထားပြီးအပြန်လန်လေးစားမှုနဲ့ဆက်ဆံရေးကိုပြိုးထောင်ကြပါလို့တိုက်တွန်းချင်ပါတယ်